အားလုံးပဲမင်္ဂလာပါဖျားတခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲအသက်သက်ဖက်ပြန်လဲပြီးတော့တွေ့ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့မေခွန်းဖြေချမဲ့မေခွန်းကတော့ချက်ချင်းမြတ်သားနဲ့ပြည့်စုံတဲ့ဖျားတခင်ကဘလိုအဖြစ်လူထောင်ပေါင်းများစွာကလေးအပေါင်းတည်ကြည်ဖွင့်အတွက်စီရင်တာလဲဆိုပြီးတော့မေခွန်းဖြစ်ပါတယ်ဆိုတော့ဒီမေခွန်းဖြေဖွင့်အတွက်နံပါတ်1အနေနဲ့ကျမ်းချက်တစ်ချက်ကိုဖတ်ကြားလိုပါတယ်တစ်ပေအခန်းကြီး3အခန်းငယ်9မှာလူတချို့တို့ဒီနေကိုချင်းကိုမတ်တီအတိုင်းထာဝရဘုရားဒီဂရိတော်အရာမှာနေကွေးတော်မမူငါတို့တွင်အဘယ်သူမျှမပြည့်စည်ပဲရှိသမျှတို့ဒီနောင်တရစီခြင်းငါအလိုတော်ရှိ၍ငါတို့ဒီတီးခံတော်မူ၏တဲ့ဒီမှာဘုရားရှင်ရဲ့အဘယ်သူမှမပြည့်စည်စေခြင်းငါဘုရားရှင်ကပျက်စီးခြင်းဘုရားရှင်ကတည်ကြည်ခြင်းကိုမကြိုက်တဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဓမ္မဟောင်းကျမ်းမှာအဓိကအဖြစ်ကျွန်တော်တို့ဒီဣသလလူမျိုးတွေကိုဘုရားရှင်ကဒီတိုင်းတစ်ပါးတွေကိုသူတို့တစ်မျိုးလုံးတစ်ဆွေလုံးမို့တနိုင်ငံလုံးပျက်စီးပါဆိုတဲ့ပျက်စီးတပ်ဖြတ်ပါဆိုပြီးတော့မိန့်ကြားချက်တွေလည်းအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တချို့အခြေအနေတွေမှာအမှန်တမ်းနားလည်ရခက်တဲ့အရာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီမှာကြည့်ဖို့အတွက်ခွန်အားပေးခြင်းတဲ့အရာကပါလဲဆိုရင်အဓိကကျွန်တော်တို့ဆက်လက်ပြီးတော့ဓမ္မတိကတခင်ယေရှုရဲ့လုတ်ပုံကိုင်ပုံဟာတကယ်ပဲနူးညံ့သိမ့်မွေ့ပြီးတော့ချက်ချင်းမြတ်တာအပြည့်နဲ့ရှိတဲ့ဘုရားသခင်ဖြစ်တဲ့ဒီဓမ္မဟောင်းကျမ်းမှာဆိုရင်ဘုရားသခင်လုပ်ရဟာဆိုရင်အမှန်တမ်းမှ yes ကြမ်းကြုတ်တယ်ဆိုပြီးတော့လဲမေးလာတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတိဖို့အတွက်အမှန်တမ်းမှအရေးကြီးတာတခုကတော့ဘာလဲဆိုတော့ဓမ္မဟောင်းကျမ်းမှာလဲသခင်ခရစ်တော်ဘုရားသခင်ကိုယ်၌ကပြောတဲ့စကားတွေအများကြီးရှိပါတယ်အဲ့ထက်မှတခုဖတ်ပြလို့ပါတယ်ယေဇကျေးလက်ခန်းကြီး33အခန်းငယ်7မှာအရှင်ထာဝရဘုရားမိန်တော်မူဒီကငါအသက်ရှင်သည့်အတိုင်းသို့သောသူသည်အသက်သေးခံချက်မှုကိုငါနှစ်သက်သည်မဟုတ်သို့သောသူသည်မိမိသို့သောလမ်းမှလွဲ၍အသက်ရှင်ခြင်းအမှုကိုသာငါနှစ်သက်၏ဆိုပြီးတော့ရေးထားပါတယ်ဆိုတော့အဲ့ဒါဆိုရင်ဘာဖြစ်လို့တပ်ဖြတ်မှုတွေအများကြီးရှိလဲဓမ္မဟောင်းကျမ်းမှာဓမ္မတိကျမ်းမှာရောမရှိဘူးလားဆိုပြီးတော့မိခွန်းထုတ်စရာကောင်းပါဒါပေမဲ့ကျွန်တော်ဓမ္မတိကျမ်းမှာတပ်ဖြတ်မှုတွေအများကြီးရှိပါတယ်ဘယ်မှာကျွန်တော်တို့တွေ့ရလဲဆိုရင်ကျွန်တော်ဗျာဒိတ်ကျမ်းခန်းကြီး16မှာဆိုရင်ကျွန်တော်တို့ဖျားတဲ့အမျက်တော်ဖလားခုနလုံးအမှလုံးဝကြောက်ရွံ့စရာတွေအများရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဓမ္မဟောင်းကျမ်းကဖျားကရက်ဆက်တဲ့ဓမ္မတိကကျွန်တော်တို့ဖျားကတိမ်မွေးတယ်ကျွန်တော်ပြောလို့မရအောင်ကျွန်တော်တို့ဖျားတဲ့ခင်ဟာမပြောင်းလဲတဲ့ဖျားတဲ့ခင်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါဆိုဖျားတဲ့ကဘာဖြစ်လို့ဒီတည်တော့လူတွေတော်များတပ်ဖို့တော့အခုပေးတာလေအကျိုးအကြောင်းတွေအများရှိပါတယ်ကျွန်တော်ဓမ္မဟောင်းကျမ်းမှာကျွန်တော်ကြည့်မယ်ဆိုရင်ဘုရားသခင်ဟာဘာမှအကျိုးအကြောင်းမရှိဘဲနဲ့အလုပ်တွေမလုပ်ပါဘူးဘုရားသခင်ကစိတ်ရှိတဲ့ဘုရားသခင်ဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်တခါလုပ်တဲ့ချိန်မှာသူတို့အပြစ်ပိုစင်ဖို့တော့မို့ဒီအပြစ်ကဆက်ပြီးတော့မယ်ဆိုသူတို့တိုင်းတပါပဲမဟုတ်ပဲလေသူတို့ရဲ့ပေါင်းခြင်းကလူတွေကိုထိခိုက်မှာဆိုတဲ့အတွက်ကြောင့်မို့တပ်ဖြတ်ခြင်းတွေလည်းလုပ်တဲ့အခြေအနေမျိုးလည်းအများကြီးရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တက်တာမှာဘုရားသခင်ဟာစိတ်ရှိသောဘုရားသခင်ဖြစ်ပါတယ်ဘုရားသခင်ဟာဗာလဲမေတ္တာရှိသောဘုရားသခင်ဖြစ်ပါတယ်ကျွန်တော်ဒီမှာအဆုံးသတ်နေနဲ့ဘုရားသခင်ကဗာလဲအပြစ်ကိုမုန်းတယ်မကောင်းမှုဒုစရိုက်ကိုမုန်းတဲ့အတွက်ကြောင့်ဒီမကောင်းမှုဒုစရိုက်ကိုနေဖို့အတွက်တရားစီရင်တဲ့ချိန်မှာဆိုတည်ကြည်ခြင်းဖြစ်ပွားခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမကောင်းသောအရာတွေကိုနေခြင်းဟာလဲဘုရားသခင်ရဲ့အချက်ချင်းမေတ္တာကိုဖော်ပြရရောက်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေအာမင်